Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နေကဘတ်တောင်းကနေကြောင်းနေဘတ်တောင်းကိုအချင်းကုန်ငွေကုန်သက်သာစာနဲ့တွားလို့ရတဲ့နည်းလမ်းလေးပြပြပေးမယ်နော်အခုကတော့နေကပီနတ်ဆွန်တီကိုရောက်ရှိနေပါတယ်အဲ့တော့ကပကင်မှာကာရက်ခဲ့ပြီးတော့မှစင်တာလေးကိုတွားမယ်စင်တာလေးကနေပြီးတော့မှသူတို့လမ်းညွှန်ပြထားတဲ့အတိုင်းပဲပေါ့နော်ဖယ်ရီစီးတဲ့ဘက်ကိုလမ်းလျှောက်သွားလိုက်လို့ရှိရင်ရောက်ပြီပေါ့နော်ဒါကတော့အခုဖယ်ရီစီးတဲ့ဘက်ကိုတွားနေတာပဲဖြစ်ပါတယ်နေတို့ကတက်ရှန်ကိုကက်ရှိရဆိုလို့ရှိရင်တော့တက်ရှန်ကိုကက်နဲ့အသုံးပြုလို့ရတယ်တက်ရှန်ကိုကက်မရှိဘူးဆိုလို့ရှိရင်တော့သူတို့ရဲ့ ticket counter မှာလက်မှတ်ဝယ်ရမယ်ပေါ့နော်အဲ့တော့နေတို့ကတော့တက်ရှန်ကိုကက်ကိုပဲအသုံးပြုလိုက်ပါတယ်ပြီးရင်ဒီနားနေကမှာဆိုလို့ရှိရင်တော့အချို့သောစားစရာနဲ့တောက်ရည်တွေပါတွေလည်းဝယ်လို့ရတယ်ပေါ့နော်ဒါကတော့သူ့ရဲ့ schedule ပါဒီအချိန်စရာကိုသူတို့ရဲ့ website မှာလည်းဝင်ကြည့်လို့ရတယ်ပေါ့နော်ကဲနောက်ဆုံးတော့နေတို့ရဲ့ ferry လေးဆက်ရောက်လာပါပြီ ferry စီးရမယ့်အချိန်ကြာရောက်လာပြီပေါ့နော်အဲ့တော့ဒီ ferry က aircon ခန်းနဲ့ဖြစ်တဲ့အတွက်ကြောင့် aircon ပါတဲ့အတွက်ကြောင့်မို့လို့လေပို့ပြီးတော့စိတ်လှုပ်ရှားနေတယ်ပေါ့နော်ဒါကတော့အခု ferry လေးကိုရောက်ပါပြီဝါမြင်လိုက်ရတဲ့မြင်ကွင်းကလေအရန်ကိုမှစိတ်လှုပ်ရှားဆက်ကောင်းပြီးတော့မှအရန်ကိုအော်တင်သွားတယ်ပေါ့နော်နေရတော့ဗတင်းပေါက်နာမှာပဲထိုင်လိုက်တယ်ဗတင်းပေါက်နာမှာထိုင်လိုက်တယ်ဆိုလို့ရှိရင် Penang Bridge ကိုလည်းမြင်ရမယ်ဓာတ်ပုံတွေလည်းအများကြီးရိုက်လို့ရတယ်ပြီးလို့ရှိရင်ပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့မြင်ကွင်းမျိုးကိုလည်းပို့ပြီးတော့ခံစားလို့ရတယ်ပေါ့နော်အရန်ကိုမှမမေ့နိုင်တဲ့အမှတ်တရလေးတစ်ခုပါပဲစီးပြူကတော့အရန်ကိုဖိုက်တယ်ပေါ့နော်အဲ့တော့ပြီးလို့ရှိရင်နေကဒီတင်မောစီးနေနေပေါ့နော်ဖယ်ရီစီးနေနေရန်ကုန်ဆိုတဲ့တင်မောလေးတစ်ခုကိုမြင်လိုက်တယ်ပေါ့နော်ရန်ကုန်နာမည်ပေးထားတာပေါ့ရန်ကုန်တော့မှလမ်းစစ်တန်းတက်မိသွားပါတယ်ရှင်သူကပြီးရင်ဒီလို safety video လေးလည်းပြပေးရပေါ့နော်ကဲနောက်ဆုံးဒီတင်မောကိုမြင်ပြီဆိုလို့ရှိရင်ဒါ George Town ကိုရောက်ပြီအဲ့တော့ဒီ trip ကတော့15မိနစ်လောက်တော့ကြာတယ်ပုံမှန်ဆိုလို့ရှိရင်တော့ကားနဲ့သွားမယ်ဆိုလို့ရှိရင်သူမိနစ်40အထက်တော့ကြာနေတယ်ပြီး traffic jam နဲ့ကြုံမယ်ငွေလည်းပို့ပြီးတော့ကုန်မယ်ပေါ့နော်အဲနောက်ဆုံးကျတော့သူက George Town မှာရှိရဲ့ bus parking မှာစိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ rapid bus ကိုစီးပြီးတော့မှမြို့ရဲလည်းသွားလို့ရပါသေးတယ်အားလုံး highly recommend ပေးပါတယ်ရှင်နေရဲ့ video လေးကိုဆုံးဖြတ်ကြည့်ပေးကြအောင်ကျေးဇူးတင်ပါတယ်အားလုံးပဲ like follow